အိမ်ကကလေးဝတ်သားပြချော်စားကြတယ်ဆိုရင်အမြဲကိုလာနဲ့ပဲကြော်မနေနဲ့တော့နီလာအစ်တကူမြောက်ဝေးပေးမယ်စားသောက်ဆိုင်ကြီးတွေမှာတပွဲကို6000လောက်နဲ့ရောင်းကြတာအိမ်ပါကြော်မယ်ဆိုရင်1000လောက်ပဲကုန်ကြမှာဗီဒီယိုကို save ထားဖို့မမိတ်နဲ့နော်တကေကြီးကို9000ရှိတဲ့ဝတ်သားကိုအပြားထူထူလေးတွေလေးပြီးဘီယာနဲ့စိမ့်မယ်ဘီယာထဲမှာပါတဲ့ဓာတ်တစ်မျိုးကအသားကိုနူးညံ့စေတယ်စိမ့်ပြီးတဲ့အခါဂျဲနဲ့စစ်တော်မိတ်ထဲတင်းကကြကြီးအကြီးထက်ခယူစီထဲအကင်နဲ့စားတဲ့အရာသားမုံထက်ဟင်းချက်စီထဲပြောင်းကောင်မအတဲ့တဲ့ထက်အတန်းကြိုက်တဲ့သူတွေကအခုလိုမျိုးဘယ်ဘက်လက်ကိုလက်အိတ်စို့ညာဘက်လက်နဲ့သေချာသမအောင်နဲ့ပြီး10မိနစ်လောက်နှက်ထားလိုက်အိုးရဲစီပူပြီးဆိုရင်ဝတ်သားပြားကိုအိုးရဲထည့်ကြော်မယ်လုံးဝမီးရေးလေးနဲ့ပဲဖြည်းဖြည်းချင်းကြော်ချောင်းမျက်နှာလုံးရွှေဝါရောင်တန်းပြီးကျွတ်ရွလာပြီဆိုရင်အိုးချလို့ရပါပြီလူကြီးလူငယ်မရွေးကြိုက်တဲ့ဝတ်သားပြားကြော်လေးအစင်းသင်းဖြစ်ပါပြီသဘောကျနေတတ်တယ်ဆိုရင်ဗီဒီယိုကိုအသေးလေးပေးsave ထားပြီးအစိမ်အိုင်းအိမ်မှာကလေးတွေကိုကြော်ကျွေးကြည့်နော်